ကဲဒီနေ့ရဲ့နောက်ထပ်ပွဲကောင်းတစ်ပွဲကတော့အင်္ဂလန်နဲ့ခရိုအေးရှားအားလုံးစောင့်မျှော်နေကြတဲ့ဆရာကြီးအင်္ဂလန်နဲ့နော်ကမ္ဘာဖလားဝါရင်တပါရင်ခရိုအေးရှားတို့ရဲ့ပွဲစဉ်ရှိပါတယ်အရင်ဆုံးအနေနဲ့အင်္ဂလန်အသင်းပေါ့နော်အင်္ဂလန်အသင်းရဆိုရင်နောက်ဆုံးသူတို့ကစားခဲ့တဲ့၅ပွဲမှာ2ပွဲနိုင်တစ်ပွဲရှုံးတစ်ပွဲတည်နော်ကားရက်ဖောင်မစိုးဘူးကောင်းတယ်ခရိုအေးရှားအသင်းကတော့ဒါသူတို့ရဲ့နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာဆိုရင်2ပွဲနိုင်2ပွဲရှုံးနော်ရှုံးတာဒါဆရာကြီးဘယ်ဂျီယန်တို့ဘရာဇီးတို့နော်အသင်းကြီးတွေနဲ့ကန်တဲ့2ပွဲကတော့ရှုံးခဲ့တယ်နော်အင်္ဂလန်ရဲ့လူချင်းမှာဆိုရင်တော့ဒါအားလုံးကြည့်တဲ့အတိုင်းပဲနော်လုံးဝတူးချင်းကောင်းတဲ့ဆရာကြီးတွေပဲပေါ့နော်တိုက်စစ်မှာဆိုရင် Harry Kane နော်ကွင်းလဲဘာလင်ကန်စကာလက်ပွဲမှာဆိုရင် Anthony Gordon နော်ကွင်းလဲအထိုင်မှာဆိုရင် Declan Rice တို့Nottingham Forest ကAnderson တို့ရှိမယ်နောက်တန်းမှာဆိုရင်လည်း John Stone တို့ O'Reilly တို့ Reece James တို့ဒီလိုမျိုးကစားသမားတွေပါမယ်ပေါ့နော်အင်္ဂလန်ကတသိန်းလုံးအကုန်လုံးတည်ကြတယ်ကစားသမားအကောင်းနေကြီးပဲပေါ့နော်သူတို့အနေနဲ့နာမည်ကြီးထမင်းငတ်အမြဲတမ်းဖြစ်နေတဲ့အင်္ဂလန်အနေနဲ့ရောအခုတစ်ခေါက်အုပ်စုဆင်းရဲ့ပထမဦးဆုံးအဖွင့်ပွဲမှာရောသူတို့ဘယ်လိုကစားသွားမလဲနိုင်ပွဲရအောင်ယူသွားမလားပေါ့နော်တစ်ဖက်ကလာတွေ့နေတဲ့အတင်းကလည်းဒါWorld Cup ဒီမှာဆိုလို့ရှိရင်ဒါကောင်းတယ်ခရိုအေးရှားအသင်းဖြစ်နေတယ်ဝါရင်တပါရင်နေအများကြီးနဲ့ကန်တဲ့အသင်းဖြစ်နေတယ်ပေါ့နော်ဒီဘက်ကခရိုအေးရှားအသင်းမှာဆိုလဲဒါကွက်လဲမှာဥဆောင်ပြီးတော့ဒါအသင်းကောင်းဆောင်မိုဒရစ်ပွဲထွက်လာမယ်နောက်ကိုဗာစစ်တို့မိုဒရစ်တို့ပယ်ရီစစ်တို့ရှိမယ်နော်စတဲ့ကစားသမားကောင်းတွေရှိတယ်ခရိုအေးရှားအသင်းမှာတော့နည်းနည်းပြောစရာဖြစ်နေတာကြတော့သူတို့ကစားသမားတွေကဒါ2022တောင်ကစားသမားအများစုနဲ့ပဲပွဲထွက်လာတယ်ကစားသမားတွေကအတွေ့အကြုံချင်းဝါရင်နေတော့မှန်တယ်ဒါပေမဲ့အသက်တွေကဒါ30ကျော်ကြီးဒါမိုဒရစ်ဆိုရင်လည်းအသက်40ရှိသွားပြီဆိုတော့တက်ကြီးကစားသမားတွေများတယ်အတွေ့အကြုံနဲ့တဘာနဲ့ဝါနဲ့ထိန်းပြီးတော့ကွင်းလယ်ကိုထိန်းချုပ်ပြီးတော့ကစားမယ်ဂိုးတွေမပြတ်အောင်ပေါ့နော်အဲ့လိုကစားမယ်လို့ထင်တယ်အင်္ဂလန်ကလည်းဒါသူတို့ရဲ့အဖွင့်ပွဲမှာအနိုင်ရအောင်ကစားသွားမှာဖြစ်တယ်ပေါ့နော်ပေါက်ကျေးညီထားတွေကြည့်မယ်ဆိုရင်တော့အင်္ဂလန်အသင်းဟာ1ပေါင်း50ပေးထားတယ်9ပေါင်းအနေနဲ့2မိုင်း60ပေါ့နော်body chain အနေနဲ့1ပေါင်း50ကတော့ဒါအင်္ဂလန်နဲ့ခရိုအေးရှားအသင်းကြီးတွေချင်းချင်းဆိုတော့ဒါအင်္ဂလန်ဘက်ကပေးတာမျှတတယ်လို့ပြောလို့ရပါမယ်9ပေါင်းချင်းမှာတော့2မိုင်း60ဆိုတော့ဒါတော်တော်လေးကိုနည်းနေတဲ့သဘောပေါ့နော်ဘူဂီတွေနဲ့ကတော့9ပေါင်းအောက်ကိုပဲမျှော်လင့်ထားတယ်လို့ပြောလို့ရတယ်ခရိုအေးရှားတင်းရခံကန်နိုင်တဲ့အားကိုယူပြီးတော့ဒါသူတို့တရေရအောင်ကစားသွားမလားအင်္ဂလန်နိုင်လဲတစ်လုံးပဲဆိုတဲ့ပုံစံမျိုးတော့ပြနေတယ်ပေါ့နော်အဲ့တော့ဒီနှစ်တင်းမှာဆိုရင်တော့ကျွန်တော်က9ပေါင်းအောက်ကိုတော့ပိုကြိုက်တယ်ပြီးရင်တော့အင်္ဂလန်နိုင်သွားရင်လည်းတစ်လုံးတရေပွဲဖြစ်မယ်လို့ထင်တယ်1-1လောက်ပေါ့9ပေါင်းအောက်နဲ့တရေပွဲ1-1ဆိုတော့ခရိုအေးရှားနဲ့9ပေါင်းအောက်ကိုတော့ကြိုက်ပါတယ်တကယ်ချင်းတို့ရောဘယ်လိုထင်လဲgoal result တွေကိုအောက်မှာ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်